မိသားစုရဲ့သားလေးကလူမှုဆက်ဆံရေးစိုးရိမ်ရောဂါ social anxiety disorder ပြင်းထန်စွာခံစားနေရပြီးနေတိုင်းကိုယ့်အခန်းထဲမှာတကားပိတ်နေရသူပါမိဘတွေကသူ့အတော့ကစားပေါ်တစ်ယောက်လိုအပ်တယ်လို့ထင်ပြီးမိဘမဲ့ကြီးဟာကနေခလီမလေးတစ်ယောက်ကိုမွေးစားခဲ့ကြပါတယ်အဲ့ဒီခလီမလေးကပျော်ရွှင်တမ်းမာပြီးစကားများလွန်းတာကခုပဲအားနဲ့ချက်ဖြစ်ပါတယ်အိမ်ရောက်လာတဲ့နေ့မှာပဲမလေးကအကိုရဲ့အခန်းတကားကို power drill နဲ့ lock ဖြတ်ပြီးဝင်သွားပါတယ်အကိုကတိတ်တိတ်လေးစားဖတ်နေချိန်မှာသူမကစကားမနာပြောလို့အเจ้าအရာမျိုးကိုမေးမြန်းဆွေးနွေးပါတော့တယ်။အကိုကမတက်မသားဖြစ်ပြီးထွက်ပြေးခြင်းပေမဲ့မလေးကဆက်လက်စကားပြောနေခဲ့ပါတယ်။နောက်ဆုံးတော့အကိုကမခံနိုင်တော့ပဲသူ့အခန်းကနေကိုယ်တိုင်ထွက်လာခဲ့ပါတယ်။ဒါဟာသူ့အခန်းထဲကနေပထမဆုံးအချိန်ထွက်လာခြင်းဖြစ်ပြီးမိဘပြီးအလွန်ဝမ်းသာကြပါတယ်။တနေ့မှာမလေးကိုဈေးဝယ်သွားဖို့စုအဖြစ်ခေါ်သွားခြင်းကြပေမဲ့လေကားပေါ်မှာတယောက်ထဲနေတာကိုမြင်ပြီးမလေးကအကိုနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမဟာအကိုကိုပို့ပြီးစောင့်ရှောက်ချင်လာပါတယ်။မလေးကအကိုကိုကြောင်းသွားစမ်းကြည့်စေချင်တယ်လို့ပြောပါတယ်။မိဘတွေကလူစုလူဝေးကြားမှာသူ့အတွက်ကြောက်စရာဖြစ်မလားလို့စိုးရင်ခဲ့ပြီးမြဲမလေးကသူ့ဘက်မှာအမြဲနေပြီးမယ်လို့ကတိပေးပါတယ်။အဆုံးမှာတော့မိဘတွေကတားလေးကိုကြောင်းစမ်းသွားခိုင်းလိုက်ပါတယ်။ကြောင်းရောက်တော့မလေးကပျော်ရွှင်နေပြီးအကိုကတော့ကြောက်ရွံ့တုန်လှုပ်နေပါတယ်။မလေးကလက်ပတ်နာရီ electronic watch နှလုံးထုတ်ပြီးတစ်လုံးကိုအကိုကိုပေးပါတယ်။အရေးပေါ်ဖြစ်ရင်ခေါ်နိုင်အောင်ထပ်ပါတယ်။ဒီနေ့ကျောင်းပြီးချိန်မှာအကိုကိုရှာမတွေ့တော့ပါဘူး။ချက်ချင်းဖုံးဝင်လာပြီးသူ့ဘက်ကအတန်တွေထဲမှာမကောင်းတဲ့ကျောင်းသားတွေလှောင်ပြောင်းနေတာကိုကြားလိုက်ရပါတယ်။သူတို့ကအကိုရဲ့နိုင်ရီကိုလူယူဖို့ကြိုးစားနေကြပါတယ်။မလေးကအချိန်ကြီးရောက်လာပြီး baseball တွတ်ကိုကင်ကသူတို့ကိုတတိပေးပါတယ်။ဒါပေမဲ့ခလေးစိုးတွေကတွတ်ကိုလူယူချလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာမလေးကအကိုကိုပြေးဖို့ပြောလိုက်ပါတယ်။အားလုံးမျောလဲမထားသလိုအကိုကမြေကြီးပေါ်ကျနေတဲ့ baseball တွတ်ကိုကိုယ်တိုင်ကောက်ယူလိုက်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာသူဟာကြောက်ရွံ့နေလေမလေးကိုကာကွယ်ခြင်းတဲ့စိတ်ဓာတ်ပေါ်ထွက်လာခဲ့ပါတယ်။ဒီဇကားကမိသားစုအချစ်အကိုအမဆက်ဆံရေးနဲ့တယောက်နဲ့တယောက်အားပေးကူညီမှုကြောင့်လူတစ်ယောက်ဘလောက်ပြောင်းလဲနိုင်တယ်ဆိုတာကိုထိထိရောက်ရောက်ဖော်ပြထားတဲ့စိတ်ထိခိုက်စွာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။